Hello ဒီနေ့ကတော့ကိုယ်တိုင်ချက်ထားတဲ့ရခိုင်မုတ်တီကိုစားပြမယ့်ဗီဒီယိုပဲဖြစ်ပါတယ်ရခိုင်မုတ်တီနဲ့လိုက်ဖက်အောင်လို့ဝါသားတို့ထုံနဲ့အချင်းယူလည်းပြင်ဆင်ထားတယ်စားပြမယ်လို့ပြောပြီးတော့ဘာလို့မျက်နှာရိုက်မပြတယ်မမေးနဲ့နော်ကျမအရင်ချစ်စရာကောင်းလို့ရှင်တို့စားစရာကောင်းရုံမရောက်မှာဆိုလို့လကားစားပါဒါကျမမြစ်တာပို့နေကြအောင်မယ်တကယ်တော့ကျမဘာပဲတင်ကျမရဲ့အလှတက်ပုံလောက်စိတ်ဝင်စားကြတယ်ကျမရဲ့ view တွေကျမရဲ့တငယ်ချင်းတွေကိုကျမသိကြအောင်လို့စားပြခြင်းလို့အားကြောင့်မလို့ဒီဗီဒီယိုတက်ကြီးကိုတင်လိုက်တာပြီးတော့ကြွားကျင်တာလည်းပါတာပေါ့လေဘာကိုကြွားကျင်တာလဲဆိုတော့ဒီရခိုင်မုံတီကိုယ်တိုင်အမဆုံးချက်ဖူတာခုမှဒါပထမဆုံးအချိန်ပဲပေါ့နော်အချက်ရတာလည်းလွယ်တယ်ကိုအတွက်တော့လွယ်ကူပါတယ်ငါတခုကြံခဲ့တယ်တင်နေရနည်းမင်းမင်းနေခဲ့တာဟုတ်မင်းနေခဲ့လို့တက်ပြန်ယူလာပြီးတော့ဆက်စားမယ်ပေါ့ဆက်စားမယ်ရန်စားခြင်းတွေစားခြင်းတော့ဆွဲတယ်ရတာလည်းမစိုးဘူးပေါ့ဆိုပြီးတော့ရေလေးထပ်တောက်မယ်မွေးလာအောင်မွေးပြီးတော့မဆယ်နေရပေါ်တက်မလာဘူးဖော်ပါရေးစားလိုက်တော့ရန်ကောင်းတယ်ရန်ကောင်းတယ်ကျမလေးရခိုင်မုတ်တီကိုတအားကြိုက်တာရှင်တို့ကကြိုက်ကြလားရခိုင်မရီတောင်ကျမတော့မမနိုင်တော့ကျမတော်တော်မတယ်အနေနဲ့အခန်းထဲကပေါ်တာကြီးကသူလည်းစားခြင်းနေလားဆိုတော့ဒီမှာခေါ်ကြွေးလိုက်တယ်သူကကြည့်နေရဟုတ်ကဲလက်ကားပြောတာပါအစတည်းကနှစ်ယောက်စာစီစဉ်လာတယ်ကျမဗီဒီယိုရိုက်တာမလို့သူခဏနေမှာခေါ်ကြွေးတာပါသူကခေါ်ကြွေးတဲ့အောင်မှသူဗီဒီယိုရိုက်မှကြောက်နေသေးတယ်သူမျက်နှာပါမှကြောက်လို့တဲ့မျက်နှာပါမှပဲကြောက်တာလက်ကတော့ဝတ်သားတော့သူကလမ်းနေပြီရွေးနေရအကုန်ပဲလားဝတ်သားတို့လေးလည်းကောင်းနေသေးလားမချင်းရဲလည်း share ပဲကျမကိုယ်တိုင်လုပ်ထားတာလေးပေါ့နော်ကဲဗီဒီယိုလည်းရမ်းရှင်းနေမလို့ဆက်စားရင်းနဲ့ဒီလောက်နဲ့ပဲတော်လိုက်တော့မယ် See you next video ပါ